အမောင်လွှမ်းတဲ့ကဘာကြီးလို့အမိရတဲ့ချင်းလေးနဲ့ကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒီချင်းလေးကိုကျွန်တော်လွန်ခဲ့တဲ့23နှစ်ပေါ့အဲ့တုန်းကကျွန်တော်ဆိုခဲ့တုန်းကတချင်းပိုင်ရှင်ဘယ်သူမှကျွန်တော်မသိပါဘူးဆိုတော့ကျွန်တော်ဒီတိုင်းပဲကြိုက်လို့နောက်ပြီးတော့မှကျွန်တော်ဆိုခြင်းလို့ကျွန်တော်ပိုင်ရှင်ကိုခွင့်မတောင်းမနဲ့ကျွန်တော်ဆိုခဲ့ပါတယ်ဒါပေမဲ့တနေ့ကကျွန်တော်ရန်ကုန်ပြန်ရောက်လာတော့ရန်ကုန်မှာကျွန်တော်ဆက်သွယ်ပြီးတော့မှကျွန်တော်ချင်းရေးတဲ့ဆိုတဲ့ပုံကိုလူပုံကိုတော့မတွေ့ရပါဘူးဒါပေမဲ့ကျွန်တော်ဖုန်းပေါ်မှာစကားပြောရပါတယ်ဆိုတော့သူကလည်းကြည်ကျင်တဲ့ကြီးကျွန်တော်ဆိုတာကိုလည်းကျင်းတဲ့အကြောင်းကိုပြောပါတယ်ဒါပေမဲ့နာမည်ဘယ်သူကိုပေးရမလဲလို့ပြောတော့သူမိတ်ဆွေတစုရဲ့တခြင်းမှာတဲ့ဗတ္တကဘာသားများလို့ပဲအမိပေးပါတယ်တဲ့ဆိုတော့ဗတ္တကဘာသားများရဲ့အမောင်လွှမ်းတဲ့ကဘာကြီးလို့မြည်ရတဲ့ချင်းလေးနဲ့ပြောပြချင်ပါတယ်အောင်နိုင်မှုတွေတက်ကြ
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ